မင်္ဂလာပါခင်ဗျာဒီနေ့မှလည်းဆောင်းပါးလေးတစ်ပုဒ်ဖတ်ပြပေးလိုပါတယ်ဆောင်းပါးကောင်းတဲ့ရဲ့နာမည်ကတော့နှင်းစီပြူရှင်နှန်းဖြစ်ပါတယ်ဆောင်းပါးလေးကိုတင်ပြပေးပါရစေနှင်းစီပြူရှင်နှန်း2019ခုနှစ်ဩဂုတ်လ25ရက်နေ့မှာထင်ရှားတဲ့နေမြေလူအကြမ်းဖက်မှုကြီးရခိုင်ပြည်နယ်နဲ့ဘူးသီးတောင်ဒေသမှာဖြစ်ပေါ်ခဲ့ပါတယ်ထို့အကြမ်းဖက်တိုက်ခိုက်မှုကြီးအကြောင်းကြိမ်ဖန်များစွာဖော်ပြပြီးဖြစ်ပါတယ်အကြမ်းဖက်ဘင်္ဂါလီများကိုနိုင်ငံတကာမီဒီယာများမှာဖိနှိပ်ခံတို့ကတော်လှန်ရေးဖြစ်အောင်ကဘာကိုဝါဒဖြန့်ပေးခဲ့ကြပါတယ်ကုလသမဂ္ဂမှာမြန်မာနိုင်ငံမှာဘင်္ဂါလီများကိုအရေးတယူကင်ဂရတဲ့အဆင့်ထိရောက်အောင်ဖြစ်လာခဲ့ပါတယ်တိုက်ဆိုင်တွေကမြန်မာနိုင်ငံရဲ့ဒီမိုကရေစီအပြောင်းလဲကာလနဲ့ချိန်ကိုက်ဖြစ်နေတာဖြစ်ပါတယ်စင်စစ်မြန်မာဒီမိုကရေစီပထမသက်တမ်း2012ခုနှစ်ကတည်းကပင်ရခိုင်ရေးခေတ်နဲ့ပတ်သက်တဲ့ရှော့ရထားပြီးဖြစ်ပါတယ်2012ခုနှစ်မေလ28ရက်နေ့မှာရန်ပြဲမြို့မှာရခိုင်တိုင်းသူမြို့သမီးငယ်တူဖြစ်သူမတ်တီရာထွေးကိုဘင်္ဂါလီ3ဦးကလူရက်အာရမကျင်တပ်ဖြတ်မှုဖြစ်ပွားခဲ့ပါတယ်ထို့ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက်တောင်ကုတ်နယ်အတွင်းခီးတဲ့တင်ဘတ်စကားပေါ်မှာဘင်္ဂါလီ10ဦးကိုပြန်လည်တပ်ဖြတ်လက်စားချေခဲ့ရမှာရခိုင်တိုင်းရင်းသားတို့နဲ့ဘင်္ဂါလီတို့တိုက်ခိုက်မှုအရေးခင်းဖြစ်ပွားခဲ့ပါတယ်ထိုအရေးခင်းမှာရခိုင်တိုင်းရင်းသား32ဦးဘင်္ဂါလီ46ဦးစုစုပေါင်း89ဦးသေဆုံးကနှစ်ဖက်ပေါင်း109ဦးထိထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်လူနေအိမ်4822လုံးဗလီ18လုံးဗုဒ္ဓဘာသာဖုန်းတော်ကြီးကျောင်း15ကျောင်းစာသင်ကျောင်း3ကျောင်းမီးလောင်ပျက်စီးခဲ့ရပါတယ်ရခိုင်တိုင်းသား14328ဦးဘင်္ဂါလီ3940ဦးအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပါတယ်အဆိုပါမိဘဟာမိထီလာမန္တလေးစတဲ့မြို့များထိပါကူးစက်ခဲ့ပါတယ်ထိုရေးခင်းဖြစ်ပွားခဲ့တဲ့2012ခုနှစ်ဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာအတိုက်ခံပါတီနဲ့ပင်ရှိသေးပါတယ်ရေးခင်းနဲ့ပတ်သက်ပြီးအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ကမြန်မာနိုင်ငံအတွင်းရှိမွတ်စလင်လူနည်းစုအတွက်အကာအကွယ်ပေးရမှာဖြစ်ကြောင်းလူများစုဗုဒ္ဓဘာသာများအနေဖြင့်အယူဆမတူသူမွတ်စလင်များကိုနားလည်လက်ခံတတ်အောင်သင်ယူရမှာဖြစ်ကြောင်း2013ခုနှစ်ဧပြီလ18ရက်နေ့တိုကျိုမြို့ဗလီဆရာများနဲ့တွေ့ဆုံခြင်းမှာထည့်သွင်းပြောကြားခဲ့တဲ့ဒေါအောင်ဆန်းစုကြည်ရဲ့သဘောထားကိုရှင်းရှင်းလင်းလင်းသိလိုက်ရပါတယ်2015ခုနှစ်ရခိုင်ပြည်နယ်ကမ်းရိုးတန်းများသို့လှေစီးဒုက္ခသည်များဝင်ရောက်လာခဲ့ပါတယ်ထိုလှေစီးဒုက္ခသည်များရင်းနဲ့ပတ်သက်ပြီးအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်က2015ခုနှစ်ဇွန်လ1ရက်ရက်စွဲဖြင့်ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။မြို့သားဒီမိုကရေစီဖွဲ့ချုပ်ကထုတ်ပြန်တဲ့ကြေညာချက်မှာလှေစီးဒုက္ခသည်များကိစ္စရခိုင်ပြည်နယ်ဘူးသီးတောင်မောင်းတောဒေသများမှာလွန်ခဲ့တဲ့3-4နှစ်ကဖြစ်ပေါ်ခဲ့သောပဋိပက္ခများနဲ့ဆက်ဆက်မှုရှိတယ်လို့မြင်နေဆိုတဲ့စာသားပါဝင်ခဲ့ပါတယ်။ထိုစာသားပါဝင်တဲ့အချက်ကပင်လယ်ထဲမျောနေတဲ့လှေစီးဒုက္ခသည်အားလုံးအတွက်မြန်မာနိုင်ငံကတာဝန်ယူစရာကိစ္စတစ်ခုဖြစ်လာပါတော့တယ်။လှေစီးဒုက္ခသည်အများစုမှာအချို့မှာမြန်မာနိုင်ငံရခိုင်ဒေသမှာဖြစ်ကြောင်းကမ္ဘာနိုင်ငံများကပြောလာပါတယ်။၎င်းပြင်ကြေညာချက်အပြင်နိုင်ငံသားဖြစ်မှုဆိုင်ရာကိစ္စရပ်များကိုတရားမျှတပွင့်လင်းစွာအမြန်ဆုံးဆောင်ရွက်ရေးဆိုတဲ့အချက်လေးပါဝင်ပါတယ်။ထို့နောက်2015ခုနှစ်မေလ31ရက် White သတင်းစာမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူဦးဉာဏ်ဝင်းရဲ့ပြောကြားချက်ကိုသတင်းမှာထုတ်ပြန်ရမှာလှေစီးဒုက္ခသည်ဘင်္ဂါလီများကိုနိုင်ငံသားအဖြစ်လက်ခံသင့်ကြောင်းဦးဉာဏ်ဝင်းပြောဆိုတဲ့ခေါင်းစဉ်ဖြင့်ထည့်သွင်းထုတ်ပြန်တာကိုလည်းတွေ့လာရပါတယ်။မြို့သားဒီမိုကရေစီဖွဲ့ချုပ်ဟာလှေစီးဘင်္ဂါလီဒုက္ခသည်များကိုမြန်မာနိုင်ငံသားဖြစ်လက်ခံရန်သဘောတူတယ်လို့နားလည်ရပါတယ်။အရေးပြအကောင့်မထင်တဲ့မြန်မာလူထုဟာ2015ခုနှစ်ရွေးကောက်ပွဲမှာအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကိုတောင်ပြိုကမ်းပြိုမဲထည့်ခဲ့ကြပါတော့တယ်။အစိုးရလည်းဖွဲ့နိုင်ခဲ့ပါတယ်။မြို့သားဒီမိုကရေစီအစိုးရအနေဖြင့်ရခိုင်ရေးကိုနိုင်ငံရေးပေါင်ထဲမှာနိုင်ငံတကာလက်ခံတဲ့အဆင့်ရောက်အောင်ဖြည့်ရှင်းသွားမယ်အစီအစဉ်တစ်ခုကိုချမှတ်ပါတယ်။ကိုဖီအာနန်ကော်မရှင်ဖွဲ့စည်းခြင်းပင်ဖြစ်ပါတယ်။ကိုဖီအာနန်ကော်မရှင်ဖွဲ့စည်းပြီး3ရက်အကြာမှာပင်ရခိုင်ဒေသမှာအကြမ်းဖက်တိုက်ခိုက်မှုကြီးတစ်ရက်ဖြစ်ပွားလာပါတော့တယ်။2016ခုနှစ်အောက်တိုဘာလ9ရက်ရခိုင်ဒေသဘူးသီးတောင်မောင်းတောလုံခြုံရေးစခန်းများကိုဘင်္ဂါလီအကြမ်းဖက်သမားများကဝင်ရောက်စီးနင်းတိုက်ခိုက်ရာလုံခြုံရေးတာဝန်ယူနေရတဲ့ရဲတပ်ဖွဲ့ဝင်9ဦးတပ်ဖြတ်ခံရပြီးလက်နက်ခဲယမ်းအမြောက်များကိုအကြမ်းဖက်ဘင်္ဂါလီများကယူဆောင်သွားခဲ့ကြပါတော့တယ်။ထို့အတွက်ဘူးသီးတောင်မောင်းတောဒေသရဲ့လုံခြုံရေးကိုပုံမအာယုံဆိုင်ဆောင်ရွက်ပေးပါရန်လွှတ်တော်တွင်နဲ့လွှတ်တော်ပြင်ပပါတောင်းဆိုမှုများပြုလုပ်ခဲ့ကြပါတယ်။အာဏာရအစိုးရနဲ့လွှတ်တော်အနေဖြင့်ရခိုင်ဒေသဖြစ်စဉ်ပေါ်လုံခြုံရေးမျက်နှာစာမှချင်းကပ်ရန်မလိုအပ်ဟုသောအစဉ်အလာဖြင့်ထိုကိစ္စကိုသွေးအေးခဲ့ပါတယ်။အစိုးရရဲ့လွှတ်တော်ရဲ့အမြင်ကိုတက်ဆင်အောင်လွဲစေခဲ့သည်မှာဩဂုတ်လ25ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ကမ္ဘာကျော်အကြမ်းဖက်မှုကြီးဖြစ်ပါတယ်။တိုင်းရင်းသားမျိုးနွယ်စုများနဲ့ဟိန္ဒူလူမျိုးယာနဲ့ချီအသက်ခံခဲ့ရပါတယ်။နိုင်ငံတွင်အတိုက်ခံပါတီများနဲ့အမျိုးသားရေးဝါဒီများကအကြမ်းဖက်မှုဖြစ်ရေးကြေညာပေးဖိအားပေးခဲ့ပါတယ်
ဒေါအောင်ဆန်းစုကြည်ကနိုင်ငံတွင်းမှာနေထိုင်တဲ့နိုင်ငံသားများရောနိုင်ငံသားမဟုတ်သူများကိုပါလှုပ်ဆောင်မည်မဟုတ်ကြောင်းမိသည့်မှဗက်လိုက်မည်မဟုတ်ကြောင်းကြားနေမည်ဖြစ်ကြောင်းပြောဆိုရာဗက်မလိုက်ဟုပြောဆိုမှုဟာဘင်္ဂါလီဘက်ကိုလိုက်ပြောနေတယ်လို့သဘောရသလိုဖြစ်ပါတယ်ရှေ့တဘူနောက်ဆုတ်လဲတုတ်ဖြစ်နေတဲ့အစိုးရအနေဖြင့်ကိုဖီအာနန်ရဲ့အစီရင်ခံစာကိုအပြည့်အဝအကောင့်ထဲဖော်ပြီးကြောင်းကြေညာခဲ့ပါတယ်အမျိုးသားရေးသမားများကကိုဖီအာနန်အစီရင်ခံစာပါ1982ခုနှစ်နိုင်ငံသားပြုမှုဥပဒေပြင်ဆင်ရန်အကြံပြုမှုအားအကြမ်းဖက်ရှုံချပွဲများပြုလုပ်ခါလမ်းပေါ်ထွက်လာခဲ့ကြပါတယ်အစိုးရကလူလူကန့်ကွက်မှုများကိုတုံ့ပြန်ရသည့်အစီအစဉ်များဆောင်ရွက်ခဲ့ကထိုအစီအစဉ်များတွင်၄ဘာသာဆူတောင်းပွဲများပါဝင်ခဲ့ပါတယ်ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပူဦးဆောင်ပြီး၄ဘာသာဆူတောင်းပွဲပြုလုပ်ရာရခိုင်ပြည်နယ်ရသေ့တောင်မြို့နယ်ဒေသခံတိုင်းသားများကဆလောင်းပုံးဖြင့်တီးကနှင်လွတ်တဲ့ဟိုးလေးတကြော်ကြော်ဖြစ်စဉ်ကြီးဖြစ်ခဲ့ပါတယ်သို့တိုင်းအာဏာရပါတီရဲ့အမိခံကရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့်၄ဘာသာဆူတောင်းပွဲကြီးကိုရန်ကုန်မြို့အောင်ဆန်းကွင်းထဲမှာချိန်ချိန်တဲ့ပြုလုပ်ခဲ့ပါတယ်။ဤဒီမှာမြန်မာနိုင်ငံတွင်ဘာသာကြီး၄ခုကိုညီညွတ်မျှတစွာကိုးကွယ်နေထိုင်ကြောင်းကမ္ဘာကိုပြလိုခြင်းဖြစ်ပါတယ်။ထို့တော်တွင်သတင်းကြိုလာပြင်းနေ့မှာရွှေဒဂုံဈေးပွဲစည်းတန်းမှာမွတ်စလင်ပန်းတယ်တဦးကိုဖျားမရဟန်းပြိုလေးများကတားဆီးမှုဖြစ်ခဲ့ပါတယ်။ထိုဖြစ်စဉ်မှာတာမန်ဖြစ်စဉ်ဖြစ်တော်လဲအမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့နဲ့ဆရာတော်ဦးဝီရသူပေါ်တိုက်ခိုက်နေတဲ့အုပ်စုတစုကဗုဒ္ဓဘာသာယဟန်တော်များမွတ်စလင်များလူမျိုးကြားခွဲခြားဆက်ဆံနေတဲ့အင်အားသုံးဖိနှိပ်နေတဲ့ဟုမြင်စေရန်လူလူကြားဖခဲ့ပြီးနိုင်ငံတကာအဆင့်ထိရောက်အောင်တွန်းပို့ခဲ့ကြပါတယ်။လေးဘာသာဆူတောင်းပွဲပြီးသည့်နောက်တစ်ရက်မှာအာဏာရပါတီရဲ့ရုံးခန်းမှာအဆိုပါငုံးသည်ကိုခေါ်ယူပြီးငွေကျပ်9သိန်းခွဲထောက်ပံ့ခဲ့ပါတယ်။လူသားဒီမိုကရေစီဖွဲ့ချုပ်ရဲ့လုပ်ရဟာတားဆီးခံရသူမွတ်စလင်ငုံးသည်နဲ့တယောက်နဲ့ရခိုင်မှာရရဆက်ဆက်အကြမ်းဖက်တပ်ဖြတ်ခံထားရတဲ့တိုင်းသားရာကျော်ကိုလဲလိုက်ခြင်းပင်ဖြစ်ပါတယ်။ဂျာနယ်များမှာလည်းရေးသားခဲ့ကြပါတယ်။ငုံရောင်းတဲ့ဘာသာခြားတူဟာဝိုင်းဝန်းကျင်နာခြင်းဖြင့်ဗုဒ္ဓဘာသာဝင်တို့ကိုပြစ်မှတ်ဖြစ်စေခဲ့သည်ကိုအမှတ်သားမထားကြနိုင်တဲ့အမျိုးသားရေးတက်ကြွသူများကမေလ15ရက်နေ့မှာတောင်တကုံမြို့နယ်အမှတ်106ရပ်ကွက်လူနေအိမ်တစ်လုံးမှာအစ္စလမ်ဘာသာဝင်များဝတ်ပြုဆုတောင်းပွဲလုပ်နေသည်ကိုတွားရောက်စစ်ဆေးကြပါတယ်။ထိုစဉ်ထိုအိမ်မှာဝတ်ပြုခြင်းကိုရက်ကွက်သားများကကန့်ကွက်ပါတယ်မိတို့ပင်ဖြစ်စေအစိုးရကတွားရောက်စစ်ဆေးသူများကိုဖမ်းဆီးအရေးယူခဲ့ပြန်ပါတယ်။ထို့ကြသည်မှာအမျိုးသားရေးဝါဒီများရဲ့ပြုမှုများကိုအာဏာလကြီးရဲ့ဟုဆိုကာအပြာရောင်အင်ကြီးဝတ်ဆင်ထားတဲ့ပါတီအဖွဲ့ဝင်တွေကအဖြူရောင်နှင်းစီပွဲများကင်ဆောင်ပြီးအဆိုပါအစ္စလမ်ဘာသာဝင်များနေထိုင်ရရက်ကွက်သို့တွားရောက်ကန့်ဆက်ကြခြင်းဖြင့်နှင်းစီပြူကမ်ပိန်းကိုပြုလုပ်ခဲ့ကြပါတယ်။ထို့ကြောင့်နှင်းစီပြူအစိုးရဟုနောက်မှာကင်မိုးတက်ခံရပါတယ်။ထိလေရှာလေရည်ကျင်းမှုပုတ်တိုက်ခြင်းကိုမူဝါဒအမှားများဖြင့်ကင်တွယ်ခဲ့ခြင်းဟာယနေ့တိုင်ကမ္ဘာတရားရုံး ICC မှာရှင်းရပင်မပြီးနိုင်ဖြစ်ပါတယ်။ဗိုလ်ချုပ်မှုကြီးဦးမင်းအောင်လှိုင်အစိုးရသည်ပင်ဘာသာပေါင်းစုံညီညွတ်ရေးဆိုတဲ့စကားကိုဂရုတစိုက်ကင်တွယ်နေရပါတယ်။ဤဒီမှာသမိုင်းချက်လက်များကပြောသော liberal ဗဟုလူအဖွဲ့အစည်းပုံစံဖြင့်လူထုကိုအခြေပြုချင်းကပ်တဲ့အစိုးရသစ်တရက်မြန်မာနိုင်ငံမှာပေါ်ပေါက်ခဲ့ကြောင်းနောက်သားများသိစေချင်ပါတယ်။နောက်ပေါ်လာမဲ့အစိုးရများဟာလည်းနှင်းစီပြူအစိုးရများမဖြစ်ရန်အရေးကြီးကြောင်းလည်းဖြစ်ပါကြောင်းပါခင်ဗျာ။အမျိုးသားနိုင်ငံ၏အသည့်တစ်ခုရရှိသွားလိမ့်မယ်လို့ထင်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။